ကျွန်တော်ဘာလို့ content creation ကိုရွေးချယ်ခဲ့ရလဲဆိုရင်ရှင်းပါတယ်ကျွန်တော်သူများဝင်နေမလုပ်ချင်လို့ပါကျွန်တော်အားလုံးအဖြစ်အပျက်လေးတစ်ခုပြောပြမယ်လွန်ခဲ့တဲ့2018လောက်တုန်းကကျွန်တော်10တန်းပြီးချင်းကားပစ္စည်းဆိုင်လေးတစ်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်နဲ့အရန်ခင်တဲ့ညီလေးတစ်ယောက်ကား accident ဖြစ်ပြီးတော့အဲ့နေရာမှာနေဆုံးသွားတယ်ပေါ့ဗျာအဲ့တုန်းကကျွန်တော်အသက်18ဆိုရင်သူ့အသက်က15ကျော်ကျော်16လောက်ပဲရှိသေးတယ်ဗျကျွန်တော်နဲ့ညီကိုရေလုပ်ခင်တာပါဒါပေမဲ့ကျွန်တော်ကသူများစီမှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နာရေးဦးတော်မှာအဲ့ဒီချိန်တော့ကျွန်တော်လိုက်ပြီးတော့မပို့ခဲ့ရပါဘူးဆိုင်ဆောင်နေရတယ်ဗျအဲ့ဒီမှာကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုဝင်လာပါတယ်ငါသူများရဲ့ဝင်တယ်မလုပ်ချင်ဘူးဆိုတာပါပဲကိုပိုင်အလုပ်တစ်ခုလုပ်ချင်တယ်အလုပ်တစ်ခုကိုလွတ်လွတ်လပ်လပ်လုပ်ချင်တယ်ဆိုတာပါပဲအဲ့ဒီကနေစပြီးတော့ကျွန်တော်ဒီလောကတွေကိုရောက်လာပါဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော် content creation လုပ်လာခဲ့တဲ့တခြားလမ်းကြောင်းတွေမားခဲ့တာနေပြီးတော့ရလာတဲ့သင်ခန်းစာကြီး၃ခုကိုအားလုံးကိုပြပြချင်ပါတယ်။ဘာလို့လဲဆိုတော့ခင်ဗျားတို့ကိုကျွန်တော်လိုမျိုးမမားစေချင်လို့ပါ။ပထမဆုံးသင်ခန်းစာကကြတော့ content creation ဆိုတဲ့အရာကိုကျွန်တော်သေချာနားမလည်ခဲ့တာပါ။ဒီဟာပြောရမယ်ဆိုရင်နည်းနည်းလေးတော့ရည်ရပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်တကယ်ကိုဘာမှမသိဘဲနဲ့စပြီးတော့လုပ်ခဲ့တာပါ။ကျွန်တော်သိရတစ်ခုပဲရှိရဗျာဗီဒီယိုတွေကို social media မှာတင်နေတယ်တခြားလူတွေလိုမျိုး vlog လေးတွေရိုက်ချင်တယ်ဗျာဟိုဟာလုပ်ချင်ဒီဟာလုပ်ချင်နဲ့ကျွန်တော်စမ်းတဝါဝါနဲ့စခဲ့ရပါအဲ့တော့ဒီ content creation ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခင်ဗျားတို့နည်းနည်းလောက်ရှင်းပြချင်ပါတယ် content creation ဆိုတာအကြောင်းအရာတစ်ခုကိုလူတွေစိတ်ဝင်စားဖို့ဘဟုတုတရဖို့ဒါမှမဟုတ်ရင်လည်းဖြောပြပေးဖို့အတွက်ဗျာအချက်အလက်တွေကိုစုဆောင်းပြီးတော့ပုံစံအမျိုးမျိုးနဲ့တင်ဆက်တာကိုပြောချင်တာပါဒီမှာတင်ဆက်ပုံတင်ဆက်နည်းကတယောက်နဲ့တယောက်မတူကြဘူးဗျာတချို့ကကြောက်လဲစာတွေနဲ့တင်ဆက်တယ်စာတွေရေးပြီးတော့တင်ဆက်တယ်ဗျာတချို့ကကြောက်လဲဗီဒီယိုတွေဖန်တီးပြီးတော့တင်ဆက်ကြတယ်ဒီနောက်ပိုင်းဆိုရင်လူတွေတော်တော်များများဗီဒီယိုဘက်ကိုပို့ပြီးတော့စိတ်ဝင်စားလာကြတယ်ဗျာအဲ့တော့ကျွန်တော်ဒီမှာအဓိကပြောချင်တာကကျတော့ content creation ဆိုတဲ့အရာအမှုပညာမဟုတ်ပါဘူးစီးပွားရေးတစ်ခုပါ business တစ်ခုပါတကယ်လို့ခင်ဗျားက professional content creator တယောက်အနေနဲ့ရက်တည်မယ်ဆိုရင်လူတွေနဲ့အမြဲ connection ရှိရပါတယ်လူတွေဆိုတာကျတော့ကိုယ့်ရဲ့ audience တွေပေါ့ဗျာကိုယ့်ရဲ့ audience တွေနဲ့ကိုကအမြဲတမ်း connection ရှိရပါတယ်ကျွန်တော်တို့ကလူမျိုးပေါ်လာလိုက်ပျောက်သွားလိုက်လုပ်လို့မရပါဘူးကျွန်တော်ကိုအရင်ကတည်းကအားပေးလာတဲ့ညီကောင်မောင်နှမတွေဆိုရင်သိရဗျာကျွန်တော်ပေါ်လာလိုက်ပျောက်သွားလိုက်နေတချို့ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ပြီးဆိုရင်ကိုဆွမ်းတက်ပြန်လာပြီးတော့ကိုဆွမ်းတက်ပြန်ပေါ်လာပြီးတော့ကိုဆွမ်းတက် come back တို့အဲ့လိုမျိုးပြောကြရဗျာဘာဖြစ်ဖြစ်ကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီမှာတစ်ခါပြောချင်တာကအဲ့လိုမျိုးလုံးဝဖြစ်လို့မရပါဘူးကျွန်တော်လိုမျိုးလုံးဝဖြစ်လို့မရပါဘူးအမြဲတမ်း connection ရှိနေဖို့လိုအပ်ပါတယ်ပထမဦးဆုံးသင်ခန်းစာက done is better than perfect ပါအဲ့တော့ခင်ဗျားက professional content creator တယောက်လုပ်မယ်လို့စိတ်ကူးထားရဲဆိုရင်ဗီဒီယိုတွေများများထွက်ဖို့ကိုပဲစဉ်းစားပေးပါဖန်တီးမှုတွေပြုလုပ်ချင်တယ်ဆိုရင် art ဘက်ကိုလေ့လာပါဒီ content creation ဆိုတဲ့အရာက art မဟုတ်ပါဘူး business တစ်ခုပါအဲ့တော့အဲ့ဒီဟာကိုမရောစေပါနဲ့ done is better than perfect ဆိုတဲ့အရာလေးကိုအမြဲတမ်းစိတ်ထဲမှာမှတ်ထားပြီးတော့ဗီဒီယိုတွေများများထွက်နိုင်အောင်ကိုယ့်ရဲ့ audience တွေနဲ့အမြဲတမ်း connection ရှိအောင်ဒါကြိုးစားပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်ထပ်သင်ခန်းစာတစ်ခုကကြတော့ရည်ရွယ်ချက်မခိုင်မာတဲ့ကိစ္စပါကျွန်တော်ဒီလုပ်ကိုစပြီးတော့လုပ်တဲ့အချိန်တုန်းကကျတော့ social media မှာဗီဒီယိုတွေလုပ်ချင်တယ်ဗျာပီတာမက်ကင်နိုတို့လိုဖြစ်ချင်တယ်ဘာညာဆိုပြီးတော့ကျွန်တော်စမ်းတဝါဝါနဲ့စခဲ့တာဗျာကျွန်တော်အားကြခဲ့တဲ့အနောက်နိုင်ငံ frame maker တွေကကျတော့သူတို့နိုင်ငံမှာ supporting အပြည့်အဝရှိရဗျာကျွန်တော်တို့နဲ့မတူကျွန်တော်တို့စီမှာကျတော့ supporting မရှိဘူးဗျာကျွန်တော်ရဲ့အိမ်အားဆိုရင်အခုအထိကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကိုသူများနားလေအောင်တေချာရှင်းမပြနိုင်သေးဘူးဗျာအဲ့တော့ခင်ဗျားပဲစဉ်းစားကြည့်လိုက်တော့ကျွန်တော်ဒီလုပ်ကိုစပြီးတော့လုပ်တဲ့အချိန်မှာရည်ရွယ်ချက်မခိုင်မာတဲ့အတွက်ကြောင့်မလို့ professional content creator တယောက်အနေနဲ့မဟုတ်ဘဲနဲ့သင်တန်းဆရာတယောက်ဖြစ်ခဲ့ပါတယ်တချို့ကကြတော့ကျွန်တော်ရဲ့ဒီအနောက်က background ကိုလည်းတေချာသိတဲ့အတွက်ကြောင့်မလို့ filmmaker content creator ဆိုပြီးတော့သူတို့ကမြင်ကြရဗျာတချို့ကကြတော့ noကျွန်တော်သင်တန်းဆရာသက်သက်ပဲအဲ့တော့တခါလေကြားလို့ရှိရင်ဒါက feature တယ်ဆိုပေမဲ့တခါလေကြားလို့ရှိရင်လည်းဒီလုပ်ငန်းကပဲကျွန်တော်ကိုဒီလိုမျိုးချိန်ဒီရောက်အောင်လုပ်ပေးခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော့ကျေးဇူးတင်ပါတယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တခါတည်းမှာလိုက်ရှင်တာကဒီလုပ်နဲ့ပတ်သက်ပြီးတော့လုပ်တော့မယ်ဆိုရင်ကို့မှာရည်ရွယ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချထားဖို့အတွက်လိုအပ်ပါတယ်ငွေရှာခြင်းုံတက်တက်ဆိုတဲ့ရည်ရွယ်ချက်ဆိုတာထက်ပိုတဲ့ရည်ရွယ်ချက်လေးတစ်ခုကိုတော့ကျွန်တော်ခိုင်ခိုင်မာမာလေးချစေချင်ပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုရည်ရွယ်ချက်ချရမလဲဆိုတော့တခါတည်းပြောပြပေးပါမယ်အဲ့တော့ခင်ဗျား content creator တယောက်လုပ်ရှင်တဲ့လူပဲထားပါတော့အဲ့တော့မလုပ်ခင်မှာကျွန်တော်တို့အရင်ဆုံးမေးခွန်းတစ်ခုမေးလိုက်ပါ why ဆိုတဲ့မေးခွန်းကိုအရင်မေးလိုက်ပါငါဘာကြောင့်ဒီ content creation နဲ့ပတ်သက်ပြီးတော့လုပ်ချင်တာလဲဝါသနာရလားစီးပွားရေးရလားဒါမှမဟုတ်ရင်လူတွေအပေါ် influence ဖြစ်ရှင်လို့လား
ကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင် society ကိုပြောင်းလဲခြင်းလို့လားအများကြီးပဲဗျာအဲ့ဒါကြတော့ခမားကိုယ်တိုင်ပဲသိလိမ့်မယ်ကျွန်တော်လည်းမသိဘူးအဲ့ဒီ why ဆိုတဲ့အရာကိုတိတိကျကျသိရပြီဆိုရင်ဒီ smart goal ဆိုတဲ့အရာလေးအကြောင်းကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါလေးကကြတော့ခမားတို့တော်တော်လေးအသုံးဝင်ပါလိမ့်မယ် smart goal မှာဆိုရင် SMART ဆိုပြီးတော့စကားလုံး၅ခုရှိပါတယ် S ကကြတော့ specific ကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့တိကျဖို့လိုအပ်ပါတယ် follower တွေအများကြီးရခြင်းနေဆိုတာထက်ငါဒီ YouTube မှာရုပ်ရှင်တွေကို review လုပ်တဲ့ channel လေးထောင်မယ်ငါဒီဘယ်လိုမျိုး channel လေးလုပ်မယ်ဆိုတဲ့ဟာလေးပေါ့ဗျာအဲ့ဒါလေးကိုတိကျကျရှိဖို့အတွက်လိုအပ်ပါတယ် M ကကြတော့ measurable ကိုပြောချင်တာပါ measurable ကကြတော့သူကတိုင်းတာလို့ရရမယ်ဗျာဥပမာအနေနဲ့ကျွန်တော်တို့တစ်လကို video ၄ပုတ်တင်မယ်ဒါမှမဟုတ်ရင်3လအတွင်း follower 1000ရရမယ်ဘာမှမဟုတ်ရင်လည်း1000ရရမယ်အဲ့လိုမျိုးတိုင်းတာလို့ရတဲ့ကိန်းဂဏန်းတွေကိုတေချာလေးကျွန်တော်တို့ကချမှတ်ထားဖို့အတွက်လိုအပ်ပါတယ်နောက်ထပ် A ကကြတော့ achievable ကိုပြောချင်တာပါဖြစ်နိုင်နေရှိရပါမယ်တစ်လအတွင်း follower 1000ရရမယ်တို့တရက်ကို video 10ပုတ်ရိုက်ပေးမယ်တို့ဘာလို့ညာတော့အဲ့လိုမျိုးမနိုင်ဝင်နေကျွန်တော်တို့ကသွားပြီးတော့ထမ်းလို့မရဘူးဗျာအဲ့တော့ကိုယ့်ရဲ့အရင်အမြင့်နဲ့ဖြစ်နိုင်တဲ့အရာကိုပဲကျွန်တော်တို့ကစဉ်းစားရပါမယ်ဥပမာအနေနဲ့တစ်လဆိုတစ်လကို video 4ပုတ်ဆို4ပုတ်5ပုတ်ဆို5ပုတ်ကိုယ့်အတွက်ဖြစ်နိုင်တဲ့အရာလေးကိုပဲကျွန်တော်တို့ကပုံမှန်လေးလုပ်သွားဖို့လိုအပ်ပါတယ်နောက်ထပ် R ကကြတော့ relevant ကိုပြောချင်တာပါဒါကကြတော့တော်တော်လေးအရေးကြီးပါတယ်ကိုလုံးမဲ့ content ကကိုယ့်ရဲ့နောက်ပိုင်းရေရှည်ရည်မှန်းချက်ဥပမာအနေနဲ့ဗျာစီးပွားရေးလုပ်ငန်းဖြစ်ဖြစ်အဲ့ဒီဟာနဲ့ချိတ်ဆက်မှုရှိနေရပါမယ် content တွေကိုကိုယ်စိတ်ထဲမှာပေါ်လာတဲ့အရာတွေရှောက်ပြီးတော့လုပ်နေလို့မရပါဘူးအဲ့ဒါလေးကိုတော့ကျွန်တော်တေချာလေးမှာလိုက်ချင်ပါတယ်နောက်ဆုံးတစ်ခုကတော့ T ပဲဖြစ်ပါတယ် T ကကြတော့ time bound မှာအဲ့ဒါကကြတော့ကျွန်တော်အချိန်ကာလသတ်မှတ်ဖို့ကိုကျွန်တော်ပြောချင်တာပါဥပမာအနေနဲ့နောက်6လအတွင်းဗီဒီယိုဘယ်နှပုတ်တင်နိုင်ရမယ်နောက်တစ်နှစ်အတွင်း follower ဘယ်လောက်ရရမယ်ဆိုတော့အချိန်ကန့်သက်ချက်လေးကိုအချိန်သတ်မှတ်ချက်လေးပေါ့နော်အဲ့ဒါလေးကိုတေချာလေးလုပ်ဖို့အတွက်လိုအပ်ပါတယ်အဲ့ဒါဆိုရင်တော့ခင်ဗျားတို့ရဲ့ content creation journey လေးကဖြောင်ပြူးနေပါလိမ့်မယ်ကျွန်တော်လိုမျိုးစပြီးတော့လုပ်ခဲ့တဲ့အချိန်တော့ရွေချက်ပြောက်တဲ့လူတယောက်ဖြစ်မှာမဟုတ်တော့ပါဘူးနောက်ထပ် lesson 3ကလည်းတော်တော်လေးကိုအရေးကြီးပါတယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီနိုင်ငံမှာရှိနေတဲ့ market ရဲ့အကြောင်းကိုကျွန်တော်နားမလည်ခဲ့တာပဲဖြစ်ပါတယ်တကယ်လို့ခင်ဗျားက brand အနေနဲ့လက်တွဲပြီးတော့လုပ်ရှင်တဲ့လူတယောက်ဆိုရင်ကိုယ့်နိုင်ငံရဲ့ market အခြေအနေကိုလည်းနားလည်ရပါတယ်ဥပမာအနေနဲ့ဗျာကျွန်တော်တို့နိုင်ငံမှာယောက်ျားလေး content creator တွေက market ကျင်းတယ်ဗျာဘာတွေရှိမလဲဆိုရင် fashion ရှိမယ် foods အစားအသောက်တွေရှိမယ်ဗျာပြီးတော့ယောက်ျားလေးအသုံးဆောင်တွေ product တွေပြီးတော့ရင်ဘာရှိအောင်မလဲကျွန်တော် ego ဟောကြော်ညာရှိလိမ့်မယ်ဗျာအဲ့လောက်ပဲရှိရယ် main ကလေးတွေကကြောက်များတယ်ဗျာသူတို့မှာ cosmetic တွေရော skin care တွေရောအများကြီးပဲဗျာအဲ့တော့ခမ ्या က sponsor ရကျင်နေဆိုရင်ဒီနိုင်ငံမှာခမ ्या ကို sponsor ပေးနိုင်တဲ့ brand တွေကို research လုပ်ပြီးတော့သူတို့သဘောကျစေတဲ့ content တွေကိုများများလုပ်ပေးဖို့အတွက်လိုအပ်ပါတယ် video quality တွေဘာတွေကိုအသာထားဗျာသူတို့တွေရဲ့ product ကိုလူတွေဝယ်ခြင်းအောင်လုပ်ပြနိုင်ရင်သူတို့တွေရဲ့ product ကခမ ्या နဲ့ကြီးညာလို့လူတွေအများကြီးဝယ်သွားတယ်ဆိုရင်တော့သူတို့ကခမ ्या စီကိုလာကြမှာပါပဲဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စပြီးတော့လုပ်ခဲ့တဲ့အချိန်တော့ပေါ့နော်ကျွန်တော်ဒါတွေဒါစောပြီးတော့သိခဲ့ရင်ကောင်းမှာပဲဆိုတော့ feeling ကျွန်တော်ခံစားလိုက်ရတယ်ဗျာသိလားကျွန်တော်မြန်မာပြည်မှာလည်းအောင်မြင်နေတဲ့ content creator တွေရှိရဗျာသူတို့တွေကိုလည်း like ပြီးတော့သတိထားကြည့်လိုက်သူတို့ video တွေမှာ product တွေကိုသူများနဲ့မတူအောင်ဘယ်လိုမျိုးကြီးကြော်ညာပေးနေလဲပို့ပြီးတော့ creative ဖြစ်တဲ့လူကပို့ပြီးတော့အောင်မြင်ကြတယ်ဗျာပို့ပြီးတော့ sponsor ရကြတယ်ပို့ပြီးတော့ပတ်စံနေပေးကြတယ်ဗျာအဲ့တော့ခင်ဗျားကမြန်မာနိုင်ငံမှာ sponsorship တွေ brand deals တွေနဲ့လက်တွဲပြီးတော့လှုပ်ရှင်တဲ့လူတယောက်ဆိုရင်တော့ market ရဲ့အခြေအနေကိုလိုက်ပြီးတော့လေ့လာပြီးတော့မှဘယ်လိုမျိုး product တွေကကိုယ်နဲ့အဆင်ပြေလဲဆိုတာကို research လုပ်ပြီးတော့အဲ့ဒီ brand တွေကိုသွားချင်းကပ်ပြီးတော့မှလုပ်ဖို့ကျွန်တော်ပြောချင်ပါတယ်တကယ်လို့ခင်ဗျားက tutorial တွေ knowledge sharing တွေ tips and tricks တွေပဲထိုင်ပြီးတော့ကျွန်တော်လိုမျိုး share နေတဲ့လူတယောက်ဆိုရင်တော့ sponsorship တွေ brand deals တွေကခင်ဗျားစီကိုလာမှာမဟုတ်ပါဘူးခင်ဗျားဘယ်လိုလူဖြစ်သွားမလဲဆိုရင် monetization ရနေပြီးတော့ပဲပတ်စံရတဲ့လူဒါမှမဟုတ်ရင်တော့တင်တဲ့ဆရာဖြစ်သွားပါလိမ့်မယ်အဲ့တော့တကယ်လို့အဲ့ဒါလှုပ်ချင်လားလှုပ်ချင်နေဆိုရင်တော့လှုပ်ပါ it's okay ဗျာတကယ်လို့မဟုတ်ဘူးကိုက brand နေနဲ့လက်တွဲပြီးလှုပ်ချင်နေဆိုရင်တော့အဲ့ဒီ brand တွေခင်ဗျားစီကိုလာအောင်လို့ video တွေကိုဖန်တီးရမှာဖြစ်ပါတယ်အဲ့တော့ဒါကကြတော့ brief လေးပါဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော် July လ29ရက်နေ့မှာဖွင့်လှစ်မဲ့ကျွန်တော်ရဲ့ဒီ Zoom class မှာ join ပြီးတော့လေ့လာနိုင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဒါကကြတော့ကျွန်တော် content creation လုပ်လာခဲ့တဲ့တစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေသိထားမယ့်အရေးကြီးတဲ့အချက်တွေကိုခင်ဗျားတို့ sharing လုပ်ပေးလိုက်တာပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကြတော့ professional content creator တယောက်အနေနဲ့ရက်တည်တော့မယ်ဆိုရင်တော့တလွဲတွေမလုပ်ဖို့ပါပဲဘာလို့လဲဆိုတော့ကိုစီကိုနောက်ပိုင်းကျရင်ကိုစူးစမ်းရင်စူးစမ်းသလောက် audience တွေအများကြီးရောက်လာလိမ့်မယ်အဲ့ဒီ audience တွေမှာလည်းကိုယ့်ရဲ့ influence ကရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားပြောလိုက်ပြီဆိုတော့ねသူတို့က like ပြီးတော့လုံးမဲ့လူတွေလည်းရှိလာနိုင်တယ်အဲ့တော့ကိုယ့်ဘက်က information တွေမှာပြီးတော့ပေးတာမျိုးပဲဖြစ်ဖြစ်
ကိုယ့်ဘက်ကတခုခု something wrong တာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမဖြစ်ပါစေနဲ့တကယ်လို့အဲ့လိုမျိုးသာဖြစ်တယ်ဆိုရင်ခင်ဗျားရဲ့အောက်က society က something wrong သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်နောက်ဆုံးမှာချင်တာကကြတော့ professional content creator တယောက်အနေနဲ့ရက်တည်မယ်ဆိုရင်တော့ကျွန်တော် welcome လုပ်တယ်ဒါပေမဲ့တက်လွဲမလုပ်ဖို့တော့ကျွန်တော်တခါတည်းမှာလိုက်ချင်ပါတယ်အဲ့တော့အားလုံးပဲ see you နောက် video မှာပြန်ပြီးတော့တွေ့ကြပါမယ်